Hello မင်္ဂလာပါဒီနေ့ချက်ပြမဟင်းကတော့ချင်းပေါင်နဲ့ဝတ်တာစီပြဟင်းလေးဖြစ်ပါတယ်ကဲကျွန်တော်တို့ချင်းပေါင်ကိုပြင်ဆင်ထားမယ်ရေစေးတက်စင်မယ်ပြီးရင်ဝတ်တာကိုရောရေလေးတေချာစေးပြီးတက်စင်အောင်နော်ဒါကတော့ကျွန်တော်တို့ချက်ဖို့တော့ပြင်ဆင်ထားရမယ်ပေါ့နော်โอเคရင်ဆုံးဝတ်တာကိုအရသာနေမယ်စနွင်းထဲမယ်တားမုတ်ထဲမယ်ကြိုင်ထဲမကြိုင်မထဲနဲ့အချုံမုတ်ထဲမယ်ငပြာရည်လေးထဲပါမယ်โอเคဒါတွေအားလုံးကိုနေပြီးတော့နှက်တာမယ်နော်ဝတ်တာနှက်တာတဲ့ချိန်မှာရုပ်ကြီးထောင်းမယ်ကြက်သွန်နီကြက်သွန်ဖြူငပိဒါကရုပ်ဒီကြက်မှုတ်အစကြရင်မြများထဲအယောင်လေးလှတော့ရအောင်ရောင်ဒီထိုးလေးပါထပ်ထဲโอเคပြီးရင်ညက်အောင်ထောင်းရပြီကဲစချက်မယ်အရင်ဆုံးချင်းပေါင်ကိုကျွန်တော်အရင်ကြိုလိုက်မယ်နော်ချင်းပေါင်ကိုကြည်တော့အောင်အရင်ကြိုလိုက်မယ်အဲ့တော့မှစားလို့ကောင်းမယ်ချင်းနဲ့ရတော့ပေါ့ကြည်နည်းနည်းလေးပဲထည့်မယ်ကြိုလိုက်ဒီလောက်ရရည်ပြီးရင်ပကံထဲမှာခတ်ထည့်ရမယ်နော်ကဲတဲဥပူပြီးစီထက်စချက်ထောင်းလာတာဘလုံးစီတက်ကဲရုပ်ဒီလေးကြောင်စီတက်မယ်နော်ဒီနားရဝတာလေးကိုလောင်းထက်ဒီမွေပဲဟိုကလှမ်းကြတယ်ဒီဝတာမအောင်မွေနော်လှမ်းဒီဝတာမြောင်ရေလေးထည့်မယ်အရသာတော့စားလေးနဲ့ထည့်ပါမယ်ဝတာနဲ့တော့စားမထည့်ရရလို့ကဲရေလေးဝတာမြောင်ထည့်ပြီးတော့ကျွန်တော်ချက်မယ်နော်ဝတာကိုနူးတော့ချက်မယ်နော်ကဲခုချက်လာတာဝတာဒီနူးပြီးချက်ပြီးဆိုတော့ကြိုရတဲ့ချင်းမောင်ကိုထည့်အလုံးမွေလုံးတမမွေမယ်ဒီနော်ရလာလေးမြည်ကြည့်โอเคပေါ်ငယ်လိုတာထက်နည်းနည်းလေးပေါ်တော့ကြောက်စားလေးနည်းနည်းထက်ကဲပြီးတော့စားဖို့တော့အစင်ဒီဖြစ်ပါပြီဝတ်တာချင်းပေါင်းစီပြန်မွေးလေးတီတော့ယူလာပြီးပြောနေတယ်ကဲမပြောတော့သမင်းနဲ့ထည့်ပြီးတော့ဆွဲပြီးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ် subscribe လေးမနှိုက်ရနှိုက်တော့အောင်